တယ်ကနေနပန်ပြည်ဘက်ကိုလမ်းထွက်လျှောက်တာပါဆိုင်လေးစစ်စရာပြီးရမှာညစီရတော့ထွက်နေဒီမှာတော့မမြင်အောင်ချင်တဲ့ကင်မရာမှာဟိုးပြီးရနေပြီးတော့ပတ်တရားမျိုးကိုနှမ်းမြင်အောင်တောင်စင်းတောင်ရရလေးနာဒီကဘက်ကနေလမ်းလျှောက်ပြတ်တဲ့တော့ရမ်းမောတယ်ဒီကဟိုမှာတောင်ဘုံနဲ့တောင်မိုးတော့ရွာတော့မှာမသိဘူးထိလန့်ပါမိုးကလည်းမပေါကြံခဲ့ပြီးရတော့ရောက်တော့ပါမယ်ညစီပါဆိုင်ကဲဒါမောင်းများလားဟုတ်တယ်ဆိုင်များ